ပူပြင်းတဲ့နေအောင်ကြီးအစင်းမဲတောင်းလောင်နေမှုအောင်မှာမြစ်ချောင်းတွေကလင်းမဲစွာခန့်ကြောက်သွားကြပါတယ်အချောင်းတွေဖြစ်လာပြီးမြစ်ပင်ကနွေရသည်မူအောင်ရေရှားကလည်းရောက်ရှိလာတာကိုအချက်ပြနေပါတယ်ဒီနေရာကတော့တီးလင်္ကာနိုင်ငံအရှေ့တောင်ပိုင်းပဲဖြစ်ပါတယ်အခုမျက်စိရှိမှမြင်တွေ့နေရတဲ့ဒီကဟာပတ်ဝန်းကျင်ကီလိုမီတာအများပြားအတွင်းမှာတခုတည်းသောရေရရှိနိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်စိတ်ကြိုက်အဝါတောက်လို့ရမယ်လို့ထင်ရတဲ့ဒီရေပြင်ဟာအလေကတော့မဟုတ်ပါဘူးတခါတရံအခါမတော့ရင်ဒီနေရာမှာရေတောက်ဖို့အသက်နဲ့ရင်းရတတ်ပါတယ်ရွှွန်းနုံတွေထဲမှာပုံးဝင်နေတဲ့ရွှွန်းနုံမီကြောင်တွေဟာအလျား9 မီတာကျော်ရှည်ပြီးတဘာဝတိုးတောင်တွေထဲကထိတ်တန့်အမဲလိုက်တရားတစ်ကောင်ဖြစ်ပါတယ်တကောင်တဲနဲ့တင်ရေတောက်လာတဲ့တရားတွေကိုထိတ်လန့်တုံ့လုံးစေနိုင်ပါတယ်ဒါပေမဲ့ဒီကန်ထဲမှာတော့မမျောလင့်ပဲစေကောင်တော်စူးနေကြတာပါပူဆိုးတာကမိုးကောင်ပူကဆက်လက်ပြင်းထန်လာနေပြီးတခြားပတ်ဝန်းကျင်ကအခြားရွှွန်းနုံမီကြောင်တွေကလည်းဒီနေရာကိုတဖြည်းဖြည်းစူးရောက်ရှိလာနေကြပါတယ်ရွှွန်းနုံမီကြောင်အဖို့တကောင်ကနိုင်ပေါင်းများစွာသွားလာပြီးတဲ့နောက်ဆုံးမှာကန်ကိုရောက်ရှိလာခဲ့ပါတယ်ရေတောက်ဖို့ရောက်လာတဲ့အရွယ်ရောက်ပြီးသားတမင်တကောင်ကိုသာအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ရင်သူဟာနွေရာသီမိုးကောင်ကာလတစ်ခုလုံးအတွက်အစားအတွက်ပူပန်စရာမလိုတော့ပါဘူးဒါပေမဲ့အချိန်ချင်းတက်ခတ်ခံဝူတဲ့အမဲလိုက်ခံရတဲ့တမင်တွေဟာအလွန်တတိကြီးသွားခဲ့ပါတယ်သို့တော်လည်းရွှွန်းနုံမီကြောင်ကခွန်အားတစ်ခုတည်းတင်းလာတာမဟုတ်ပါဘူးတမင်တွေကပိုးပြီးပါနှက်လာတဲ့အခါသူတို့လည်းထူးခြားတဲ့ပရိယေကိုထုတ်သုံးကြပါတယ်တတိကြီးနေတဲ့မျိုးလုံးတွေကိုလှည့်စားဖို့သူဟာရေတိမ်ပန်းစီကိုဖြည်းဖြည်းချင်းရွှေ့လျားသွားပြီးရွှွန်းနုံတွေထဲမှာကောက်တုခောက်ပြန်မှွေနှောင်းလိုက်ပါတယ်တဖြည်းဖြည်းနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာရွှွန်းနုံတွေထဲဖုံးလွှမ်းသွားပါတယ်ရေမော်ပင်လေးနဲ့ရွှွန်းနုံတွေကသူတို့ကိုလုံးဝကွဲကွဲသွားတဲ့အထိစောက်ပြီးမှငြိမ်သွားခဲ့ပါတယ်ရုပ်ဖြစ်တာပြီးစီးသွားပါပြီနောက်ထပ်လောက်ရမှာကတော့သားကောင်ကိုဖမ်းဖို့အတွက်စောက်ဆိုင်ခြင်းပါပဲအချိန်တန်းကြတော့တမင်ဟောဟာရေစာတန်ကိုမခံနိုင်တော့ပဲနောက်ဆုံးမှရေစက်စီကိုရောက်လာကြပါတယ်ရွှွန်းနုံပြီးကြောင်ဟာနောက်ကျနေတဲ့ရေထဲမှာအခွင့်အရေးငြိမ်တော့စောက်ဆိုင်နေတတ်ပါတယ်အပြင်ဘက်မှာအရာရာပုံမှန်တိုင်းဖြစ်နေပြီမဲ့တမင်တွေကတော့အလွန်တတိထားနေရတော့မှာပဲအနီးနားကငှက်တုံသားအနှဲငယ်ကြောင့်သူတို့ကလန့်ပြီးအချိန်နဲ့ထွက်ပြေးသွားကြပါတယ်ဒါပေမဲ့ရွှွန်းနုံပြီးကြောင်ဟာအလွန်စိတ်ရှိပြီးဒီလိုလှုပ်ရှားမှုကြောင့်သူ့ကိုယ်သူပေါ်မအောင်မလုပ်ခဲ့ပါဘူး။ဒါမှပါပဲတမင်ဟောဟာတပ်ဖန်ရေလာပြန်တောက်ကြပါတယ်။အချိန်ချင်းဆန်းသက်ပြီးနောက်တမင်ဟောဒီချိန်မှာပို့ပြီးရဲတင်လာကတဖြည်းဖြည်းရေနဲ့ပိုင်းစီသို့တိုးသွားကြပါတယ်။ဒါဟာချောင်းချောင်းနေသူစောင့်မျှော်နေတဲ့အချိန်သာပါပဲ။တခဏလေးတွင်မှာပဲရေစက်တွေကဆင်းထွက်လာပြီးတမင်တကောင်ကမြဲမြံစွာကြိုက်ခံလိုက်ရကရေနဲ့ပိုင်းသို့ဆွဲခေါ်ခံလိုက်ရပါတယ်။ပရိယေကိုကျွမ်းကျင်စွာသုံးတတ်တဲ့ဒီအမဲလိုက်တော်ဟာနောက်ဆုံးမှာတော့ငတ်မောမှုအတွက်ပုံစံစရာမလိုတော့ပါဘူးအခုလိုအောင်မြင်တဲ့အမဲလိုက်မှုကရေကန်းထဲမှာမဲလိုက်သမားများအတွက်အမှန်တရားတစ်ခုကိုတက်တည်ပြလိုက်တာပါပဲဒီလို၆သွေးတဲ့လင်မင်ထက်မှာစစ်ရှိမှုကအကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်